2026 ခုနှစ်မှာ AI Automation Agency တစ်ခုတည်ထောင်ပြီးတစ်လကိုဒေါ်လာ9000ရှာနိုင်မဲ့နီလန်းကိုဖြောပြပေးသွားမှာပါ။တွားဘက်ဆိုင်ရာစေခန်းတွေနဲ့ဥပဒေလုပ်ငန်းတွေလို data တွင်လုပ်ငန်းတွေမှာ AI အသုံးပြုဖို့ဝယ်လိုအားအလွန်ညင်မားနေပါတယ်။ကျွန်တော်တို့ Open AI Assistance API နဲ့ make.com ကိုသုံးပြီးဒီပြဿနာတွေကိုအစင်းမြင့်နည်းပညာနဲ့ဖြေရှင်းပေးသွားမှာပါ။ပထမဆုံး Open AI Assistance API မှာတင်းရဲ့လုပ်ငန်းလိုအပ်ချက်တွေနဲ့အညီ AI ကိုစတင်သတ်မှတ်ပါ။ပြီးရင် make.com ကိုသုံးပြီး Open AI နဲ့တခြား app တွေကိုအလိုလျောက်ချိတ်ဆက်လိုက်ပါ။ အခုဆိုရင်အဲ့ဒီ AI ကိုတင်းဖောက်တဲ့ရဲ့ website မှာတိုက်ရိုက်ထည့်သွင်းပြီးအလုပ်လုပ်ခိုင်းလို့ရပါပြီ။ကြည့်လိုက်ပါ AI ကဖောက်တဲ့အသစ်တွေရဲ့အချက်လက်တွေကိုလူမလိုပဲသူ့အလိုလိုစုဆောင်းပေးနေတာပါ။ဒါတွေမကဘူးရချင်းယူတာတွေကိုလည်း24နာရီပတ်လုံးအလိုလျောက်လှုပ်ဆောင်ပေးနိုင်ပါတယ်။ဒီဝန်ဆောင်မှုကိုတစ်လဒေါ်လာ1000နဲ့ retainer စနစ်နဲ့စတင်ရောင်းချပြီးဝင်ငွေရှာပါ။ဒီလို client 9ယောက်ရတာနဲ့တစ်လဒေါ်လာ9000ပန်းနိုင်ကိုရောက်ပါပြီ။အခုပဲစတင်လိုက်ပါ။ မင်္ဂလာပါ N8 ကို follow လုပ်ပေးလို့ကျေးဇူးအထူးတင်ပါတယ်ဗျနောက်ပိုင်း AI နဲ့ပတ်စံရှာနည်းတွေကိုလွယ်ကူကူနဲ့အခက်မဲ့တင်ပေးသွားမှာဖြစ်လို့ဆက်လက်အားပေးပါအောင်တိလို့သောအရာများဆွေးနွေးနိုင်ပါတယ်ဗျ